အားလုံးပဲမင်္ဂလာပါကျွန်တော်တကယ်ချင်းချစ်မိတ်ဆွေများအတွက်စစ်သားနဲ့ပတ်သက်ပြီးတော့လုပ်လို့ရတဲ့နည်းပညာလေးတွေနည်းလမ်းလေးတွေဒါလေးတွေကိုကျွန်တော်ပြန်လည်မျှဝေလိုက်ပါတယ်ကိုရှိမှရှိတဲ့ဆက်အသေးစားလေးတွေနဲ့အထိုင်ပုတ်လေးလုပ်ပြီးတော့လွယ်လေးတကူလုပ်လို့ရမယ်နီလန်းလေးတွေပါဒါကတော့တစ်သားပြားတွေကိုကိုပတ်စားဖို့ပေါ့နော်လုပ်တဲ့ပုံစံလေးပါဖောက်ဆက်ကိုအထိုင်ကိုပတ်တိုက်ဆက်ပုံစံပြောင်းပြီးတော့လုပ်တယ်ပါပတ်တိုက်တဲ့နည်းလေးပါဒါဆိုလေးစုပ်ဆက်လေးစုပ်တဲ့ပုံစံပေါ့နော်ဒါတော့ကြပါတယ်လုပ်တဲ့ပုံစံလေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်